မိကုံဖကုံဆရာသခင်တို့ဤဂုံတော်ကိုတဗရာပထံရွရဘယ်ခါမဆိုင်အခါတိုင်းဝနာမီပထံမယုခင်စိတ်ကြည်လင်အောင်လမ်းရွှေပြေဖြိုးလက်ဆယ်ပြထိတ်မှမို့၍ရှ िख ိုးကြောလိုက်ပါ၏ဖယားသာဓုသာဓုသာဓုနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတဟေတုပစ္စယောအာရမဏပစ္စယောဘာညာကွိကွပစ္စယောနေဘာညာကွိကွပစ္စယောရှိလို့လားသိချင်းဆိုမင်းအမေလင်ဖုန်းကြီးက24ပစ္စည်းသုံးအောင်ရတာမဟုတ်ဘူးမပါရဲ့အဲ့ဒါကိုဘာညာကွိကွပစ္စယောတစ်ပါးထည့်လိုက်အကုန်စုံမသွားဘူးလားမမဆရာတော်သူရှင်သူမြတ်မြတ်ဖေဟာကိုမိုးတိန်ရဲ့ဖယားဟောတွေကိုပြေးနေပါတယ်ခင်ဗျာမိုက်မမိုက်တာပြေးမှာပေါ့ဟာဒီဆိုငါ့ဖုန်းကြီးတွေနဲ့တိုက်တယ်ညာဘယ်လိုပြက်လားဟိုကကြံလီကန်ဟောတဲ့ကိုမိုးတိန်ကိုသဘောကျလို့တဲ့ကြံလီကန်ဆရာတော်လို့ပြန်လို့မူပြပါဆိုတော့ဟုတ်ပြီကဲချက်ကားပြင်လိုက်နော်ဟာကြံလီကန်နဲ့ဟောတာမနာဒါပေမဲ့ကြံလီကန်နာမည်ကြည့်တာအဲ့ပထန်းဝင်တဲ့နာမည်ကြည့်တာမဟုတ်ပါဘာနဲ့ကြံလီကန်နာမည်ကြည့်တာဆိုတဲ့ငိုတဲ့ဘဝအေးအဲ့ဒါကိုနားကျင်တာကြောက်ခဲလေးရဲ့ဘဝကတ္တရာလမ်းပေါ်မှာမတွေ့တာကြာပြီဆိုတဲ့အချက်ဟုတ်ပါကြောက်ခဲလေးဘဝဆုံးရှာပြီလေဒီချင်းဆိုကျင်းနေချိုင်းနေအများကြီးပဲအဲကြောက်ခဲတွေပဲရောက်ကုန်လည်းမသိဘူးအဲ့ဆိုတာငိုတာကိုနားကျင်တာအဲဆိုတဲ့ငိုတဲ့တရားတွေနာမည်ကြည့်နားကျင်တယ်နားကျင်တကယ်နာမှာနော်နာမှာမင်းနာမှာပေါ့နာမှာဟုတ်ဝင်းတပြေထွန်းသွားမေးတိုင်းသမီးနာမလားလို့အဲညီမလေးနာမလားနာမလားလို့အေးငါနဲ့တွေ့နားမယ်လို့နော်မငါဟောကျင်တယ် तू ကနာကျင်တယ်ဟောတဲ့လူနာတဲ့လူနှစ်ဦးပေါင်းမှဒီတရားပွဲဖြစ်မှာပေါ့ငါတယောက်တည်းရှောင်းဟောနေတော့မင်းဘုန်းကြီးယူကြီးဆိုရင်ငါဝိုင်းရိုက်တော့ဘယ်လိုလုပ်မလဲသိချင်းဆိုကျွန်တော်လဲနာကျင်တယ်ကျွန်တော်လဲနာကျင်တယ်နည်းလဲနာကျင်လားဟုတ်ကဲ့မင်းအခုနာမလားကားပေါ်ရောက်မှနာမလားအခုနာတာကောင်းမယ်နဲ့လာမယ်ပြေးတွေ့ဒီမှာဆွဲမဲ့လူရှိတာဟိုဘာသူလူမှဆွဲမှာမဟုတ်ဘူးတရားနာမယ်နာမလားဟုတ်ချောင်းဆိုရင်2မျိုး3မျိုးဆိုတာငိုက်နေတဲ့ပြေးတဲ့လန့်အောင်လှန့်ဆိုတဲ့ချောင်းက1မျိုးဘယ်လိုလဲဟာအမလီယောဂမာကြီးလန့်သွားယောဂီမာကြီးနေယောဂဖြစ်လို့ယောဂီလာဝတ်တာသေချင်းဆိုမှနေကောင်းတော့အကြောင်းတစ်ဟောင်းမှမလာဘူးနေမင်းနဲ့ချွဲကြတော့1မျိုးဘယ်လိုလဲဟာဟုတ်တယ်အမအဖြူဘတ်တွေနှခန့်ကတလိတ်ဆိုပါနော်ဟုတ်ကဲ့နာပါနော်နာပါလက်အောက်ကလေးချီပြီးအနောက်ကညီညီကလေးလိုက်ဆိုလိုက်ကြစမ်းဟိအနန္တ5ပါးကိုရှ िख ိုးပါဤဖယားလို့ရှ िख ိုးပါဤဖယားနှစ်ကြိမ်ထပ်ဆိုဟိနှစ်ကြိမ်ထပ်ဆိုဟိ